ဂေါ်ရီလာကြီးကိုဆင်ခေါ်ခဲ့တဲ့မိုက်တိုင်ဆန်1980ပြည်လွန်နှစ်များနောက်ပိုင်း၌လဝေဒန်ဒါ၏မိုက်တိုင်ဆန်ကသူ၏ယူသက်ပေါင်းအစွန်းရောက်မှုများထဲမှတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။သူနဲ့ဇနီးဟောင်း Robin Givens တို့သည်နယူးယောက်ရှိပုဂ္ဂလိက train ဆန်ယုံသို့တွားရောက်စဉ်ခါဖြူ Silverback ဂေါ်ရီလာကြီးကောင်က၎င်း၏အုပ်စုမှအခြားဂေါ်ရီလာများကိုအနိုင်ကျင့်နေတဲ့ကိုမြင်တွေ့ခဲ့ရပါတယ်။ထိုမြင်ကွင်းကြုံတိုင်ဆန်သည်ဒေါသဟမြတ်ထွက်ကထိုကိစ္စကိုရှင်းပြခြင်းသည်ဟုပြောခဲ့ပါတယ်။ထို့နောက်သူသည် train ဆန်ယုံမှုအားဂေါ်ရီလာခြံဝင်းနဲ့ဝင်ခွင့်ပေးရန်အတွက်ဒေါ်လာ1000ပေးမယ်ဟုကမ်းလှမ်းခဲ့ပါတယ်။ထိုဂေါ်ရီလာကိုအားကောင်းပေမဲ့မျက်လုံးတွေကအပြစ်ကင်းတဲ့ကလေးလေးပါပဲဟုတိုင်ဆန်ကဖော်ပြခဲ့ပါတယ်။တိုးတော် train ဆန်ယုံမှုကမိုက်ရတောင်းဆိုချက်ကိုချက်ချင်းညှင်းဆိုခဲ့ပါတယ်။ဤတိုက်ပွဲသည်တကယ်မဖြစ်ခဲ့တော့လဲအီဇလန်သည်တိုင်ဆန်၏ဂန်ဒဝေးမှတ်တမ်းများတွင်ခိုင်မြဲစွာပါဝင်နေခဲ့ပါတယ်။မိုက်ကသူ၏ကြောက်ရွံ့မှုကင်းမဲ့ခြင်းစိတ်လိုက်မှန်ပါလုပ်တဲ့တော်တဘာဝနှင့်အမှန်တရားနှင့်ဒန်တာ၏ကြားနေနေမြကိုဝါသွားစေတဲ့သောသူ၏ကြီးမားသောကိုယ်ရည်ကိုယ်သွေးကိုပြသသည့်ပြည်စွန်သောဥပမာဖြစ်ပါတယ်။တိုင်ဆန်သည်အားကစားသမိုင်းတွင်အထူးခြားဆုံးပုဂ္ဂိုလ်တို့ဥခေယနေ့တိုင်ဆက်လက်တည်ရှိနေခြင်းဟာအံ့ဩစရာမဟုတ်ပါဘူး။သူ၏ခွန်အားသည်လက်တီးချက်တွေတွင်သာမကဘဲသူ၏ရိုင်းဆိုင်ပြီးကြိုတင်ခန့်မှန်းရမရ